Grade 1နဲ့ Grade 3မှာတသားလေးများမှာရောင်ပြီးသူတချင်းဖြင့်ဖြော်ပြပေးပါရန်စင်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင် Yo,